ငါတို့စုံနိုင်စားအတော့ကတော့မပါမဖြစ်ပဲနော် မပါမဖြစ်ဆိုစားဝတ်ကငါတို့အကြိုက်တွေပေးရပြီကွာ ရုပ်ရှင်ကြည့်ရင်လည်းတောက်လို့ရတယ်လေပြီးတော့ငါတို့ဘောလုံးပွဲကြည့်ရင်လည်းတောက်လို့ရသေးတယ်လေပေါ့ အေးငါတော့အခုလိုကမင်းသွားတဲ့အချိန်မှာ enjoy လုပ်ရတာကြိုက်တော့မယ် မင်းတို့ပြောတာတခုလိုနေတယ်ကွာ ဘာလဲကွာ ပြောင်းငါတို့ BJ တွေစုံနိုင်စားအတော့ကိုအပီးဖြိုလို့ကြတယ်ကွာအပီးဖြိုလို့ကြ